26ရက်26ရက်8လ2026ဗုဒ္ဓဟူးနေ့အတွက်ပါဒီဗီဒီယိုဖိုင်ကလေ26ရက်8လ2026ဗုဒ္ဓဟူးနေ့အတွက်ပါရှင်မုံကိုအရင်စပြောမယ်နော်မုံကကြတော့တစ်ခုစားရင်ကောင်းမလား6ခုစားရင်ကောင်းမလားထုံးစံတိုင်းနဲ့ချိန်စားမယ်အဲ့တော့ကျွန်မပြောချင်တာကလေဒီတနင်္လာအင်္ဂါ2ရက်စလုံးမှာမုံကလုံးဝမစားလာဘူးပေါ့နော်အဲ့တော့ကျွန်မမြောက်ပေးလိုက်လို့ကိုင်ကြီးကိုင်ရဆွဆွမြဲမြဲကိုင်နာကြတဲ့သူတွေနည်းနည်းလေးအထိနာကြမယ်လို့ထင်ပါတယ်နော်ဒါလိုင်းပေါ်ကလူတွေပဲပြောတာအဲ့တော့ကျမရဲ့ဒီယူဟာပိုင်းမှာလေဒီလိုမျိုးမုံတွေက3ရက်ဇက်တိုက်မစားဘူးဆိုတာကတော့မရှိခဲ့ဘူးเนาะမရှိတဲ့လောက်ရှားတယ်ရှိရင်လည်းရှိခဲ့လိမ့်မယ်မမှတ်မိတော့ဘူးအဲ့တော့မရှိတဲ့လောက်ကိုရှားတယ်မမှတ်မိတဲ့လောက်အောင်ကိုရှားတယ်ဒါကြောင့်မနဲ့ဖြန်မှာလေကျမကအဓိကမုံကိုပဲကျမအားပေးမှာမုံစားဖို့ပဲကျမအားပေးမှာเนาะနောက်တစ်ခုကတော်ချောင်းလေးတွေအနေနဲ့ကမနဲ့ပြန်ဖို့တခုနေ့မှာဒါ4ချောင်းတွဲ9ချောင်းတွဲ2ချောင်းတွဲပေါ့เนาะအဲ့တော့တနင်္လာအင်္ဂါမှာတော်ချောင်းလေးတွေကပုံမှန်တိုင်းသူ့ဘာသူစော့လာတယ်သို့တော့တပတ်စာရဲ့ပွဲစဉ်တွေမှာဒီမုံနဲ့တော့နဲ့တွဲရက်ပြီးကမဲ့ပွဲစဉ်ကအနည်းဆုံးတစ်ပင်ကတော့ရှိကိုရှိရတယ်ဒါကြောင့်မို့လို့ကြံနဲ့3ရက်မှာကျမတို့ကမုံနဲ့တော့နဲ့တွဲတာကိုအဓိကဦးစားပေးပြီးတော့စဉ်းစားရမယ်နော်မုံစားရင်းနဲ့တော့လေးနဲ့စော့တာနော်တွဲရက်ကိုပို့ပြီးတော့ဦးစားပေးရမယ်အဲ့တော့ဒါအခုကတော့လေမတိုက်နိုင်သေးဘူးပေါ့နော်မနေ့ခင်ကျမလေတိုက်နေကျမလေမတိုက်နိုင်ဘူးဆိုပြီးတော့လေတချို့တော့ဒီဝမ်းသာမနေကြနဲ့ကျမကလေမတိုက်နိုင်ဘူးဆိုတာဒါဒီနေ့တိုင်းမှာဒါဒီမုံနေမစားတဲ့အတွက်လေမတိုက်နိုင်တာ free line မှာပေါ့နော်မုံနေမစားတဲ့အတွက်ကိုလေမတိုက်နိုင်တာကျမနဲ့လက်တွဲထားတဲ့သူတွေအနေနဲ့က၄ပင်မှာမနက်ကအထီကို3ပင်ကအောင်ပွဲဆင်နိုင်ခဲ့ပြီးသွားပြီနော်3လုံးကွေသမားတွေကလည်းမနက်ကအောင်ပွဲဆင်သွားပြီတနင်္လာညနေမှာလည်းစပိန်နဲ့သူတွေအနေနဲ့ဗရိတ်ရှစ်ခါကလည်းအောင်ပွဲဆင်သွားပြီးပြီเนาะဗရိတ်ရှစ်ခါကလည်းမပြောက်လုံးနဲ့တွဲပြီးတော့ဆင်းသွားတာဖြစ်တဲ့အတွက်အောင်ပွဲဆင်ထားပြီးသားเนาะသူလိုက်နဲ့သူရှိတယ်ဒါကြောင့်မို့လို့အားလုံးကိုလည်းကျွန်မဒီကနေကုံလုပ်ပါတယ်ကျွန်မဖွဲသားတွေအောင်ပွဲဆင်ထားတဲ့ဖွဲသားတွေပေါ့နော်အဲ့တော့ကြံနဲ့လေးလုံးကိုဆက်ခွေပြီးတော့အိတ်ကြမယ်အိတ်နေကြတဲ့ဆက်ခွေအိတ်နေကြမယ်သူများလည်းအာတင်လာပါရှင်လာတော့မှာပါနောက်တစ်ခုကဟူးမကျော်ဆိုပြီးတော့ကျွန်မအခုမှအသစ်ထုတ်ထားတဲ့ပတ်လုံးပဝိုင်းပေါ့နော်အဲ့ဒါခါကျတော့သူတို့လည်းရှင်တို့လည်းဟူးမကျော်သမားများလည်းအာတင်လာပါဟူးမကျော်လို့ပြောထားကြတဲ့သူကမနေ့ကတရက်ပဲရှိတော့တယ်နော်အဲ့ဒါလေးလည်းပြောချင်တယ်အဓိကကတော့ကျွန်မဒီနေ့တိုင်းအပိုင်းမှာဒီတစ်ပတ်ကအားနေနေတယ်ဒါကြောင့်မနေ့ဖြန်ကိုကျွန်မတို့ကထိမိမိ fight ရမယ်အပိုင်းမှာရှိတယ်နော်အဓိကကတော့မုံနဲ့တော့နဲ့ကိုကျွန်မတို့စားရင်းနဲ့စော့ပြဖို့ကကျွန်မပို့ပြီးတော့ဦးစားပေးစီခြင်းမယ်နော်အားလုံးပဲကံကောင်းကြပါလိမ့်ရှင်